ပေါ့မျက်နှာတင်မျိုးလုံးဖွင့်ပြီးတက်တာမျိုးဒီလိုတက်တာကြောက်တာမျိုးလုံးမိတ်လိုက်နောက်မှမရောက်နေမလားဆိုတာအဲ့မျိုးအရန်ဖြစ်ဘူးပါတယ်အဲ့လိုမျိုးပေါ့လို့အရေးစီးတယ်လို့ဘလူးစီးတယ်လို့ခဏခဏအဲ့လိုနေရာစိမ်းရောက်ရင်အဲ့လိုဖြစ်တယ်အဲ့ရောက်တိုင်းဖြစ်တယ်အဲ့လိုစီးချအိတ်ရတာရှိရဲ့အဲ့လိုပထန်းစီးချတယ်တရဏဂုံစီးချပြီးအဲ့လိုမအိတ်ပြီးဖြစ်တယ်ပတိဆွဲအိတ်ရတာမျိုးရှိရဲ့ဒီမောလို့တရေပဲကြောက်တယ်ကြောက်တယ်အဲ့လိုဒေါသမထွက်ခင်အချိန်ထိကတော့အရန်ကြောက်တတ်တယ်တရေလဲကြောက်တယ်အကောင်လေးလဲကြောက်တယ်အဲ့လိုမျိုးအကုန်ကြောက်တယ်အဲစိတ်တူသွားရင်တော့ဘာမှမကြောက်တော့ဘူးအဲ့လိုမျိုးတရေလဲဟောဆဲလိုက်တာပဲ6လုံးအရှိလို့ငယ်ငယ်လေးကခဏခဏပါပဲအင်တာဗျူးတွေအများကြီးရှိပါတယ်ကျူလေးအဲ့လို6ခန်းရတဲ့အကြောင်းတွေပြောဘူးပါတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောလိုက်ရင်လည်းသူတို့ကပြန်ကြောက်သွားလားမသိဘူးအဲ့လိုငြိမ်သွားတယ်မလုပ်တော့ဘူးကျန်တဲ့ချိန်သူတို့6အောင်တော့ကိုကကြောက်လို့ကိုတော်သားထွက်နေအရန်စိတ်တူပြီးတော့အဲ့လိုအလုပ်ကိစ္စတစ်ဖက်နဲ့ကိုယ့်အစီအမပြေရတဲ့သူတို့ကတစ်မျိုးဆိုရင်တော့အဲ့လိုမျိုးပေါ့နော်អော်လိုက်တာပေါ့တရေရယ်လို့တော့မဟုတ်ဘူးပေါ့နော်အဲ့လိုကိုမမြင်ရတယ်ကိုနောက်ဆက်နေတဲ့အဲ့လိုအရာတွေရှိမှာပေါ့နော်ဆဲပြီးအဲ့ဒါနေသွားကြောက်တော့စိတ်ကြီးရတယ်ဟုတ်ရင်စိတ်ကြီးတယ်ဟုတ်ရင်လည်းဟုတ်မယ်လေမဟုတ်ရင်လည်းမဟုတ်ပြောလို့တော့မရကိုလည်းကျဉ်တတ်သွားတယ်လေအဲ့လိုကိုလည်းပြောလဲကျဉ်တော့ကျဉ်တတ်သွားအဲ့လိုကိုကအဲ့လိုပြောကြည့်ပြီဆိုမြင်ရတဲ့အရာနဲ့တော့ဖတ်ဖြစ်တာမဟုတ်မမြင်ရတဲ့အရာနဲ့လည်းဖတ်ဖြစ်တယ်ဟုတ်အဲ့လိုဆိုတော့ကိုချူလေးပြလိုက်လို့ရှိရင်ငြိမ်သွားရင်သူ့လည်းပါတယ်ပေါ့ချစ်ချစ်ဒေါသကိုကြောက်တာအဲ့လိုကိုဖြေသိမ့်လိုက်တာပေါ့ဟုတ်ရင်လည်းဟုတ်မယ်မဟုတ်ရင်လည်းမဟုတ်50 50ပေါ့ဒါပေမဲ့ကိုကတော့ကိုဖြေသိမ့်လိုက်တယ်ငါ့ကိုသူတို့ကြောက်သွားတယ်ဒါပဲကျန်တဲ့ချိန်ကျတော့ကိုယ်ကိုတွေးပြီးတော့ကြောက်တာပြချို့ကြတော့မျက်စိထဲမှာပုံပေါ်ပြီးကြောက်တာလို့အဲ့လိုမျိုးပေါ့မျက်နှာတင်မျိုးလုံးဖွင့်ပြီးတက်တာမျိုးဒီလိုတက်တာကြောက်တာမျိုးလုံးမိတ်လိုက်နောက်မှမရောက်နေမလားဆိုတာအဲ့မျိုးအရန်ဖြစ်ဘူးပါတယ်ဟိုတယ်တွေပါဟုတ်ပြီးပါထုတ်နေတဲ့တရားမှန်တွေပါကြည့်ရလို့ပေါ့အဲ့လိုမျိုးပေါ့လို့အရေးစီးတယ်လို့ဘလူးစီးတယ်လို့ခဏခဏအဲ့လိုနေရာစိမ်းရောက်ရင်အဲ့လိုဖြစ်တယ်အဲ့ရောက်တိုင်းဖြစ်တယ်အဲ့လိုစီးချအိတ်ရတာရှိရဲ့အဲ့လိုပထန်းစီးချတယ်တရဏဂုံစီးချပြီးအဲ့လိုမအိတ်ပြီးဖြစ်တယ်ပတိဆွဲအိတ်ရတာမျိုးရှိရဲ့အဲ့လိုမျိုးတော့ခဏခဏကြုံဘူးတဲ့တိတ်ပံပညာရဆိုရင်တော့ဒါအကျော်အားနဲ့လို့ပြောပေမဲ့လည်းဟိုနှစ်ခုစလုံးလောက်ထားတော့မမအောင်ပေါ့အကျော်အားတို့စီလဲတောက်တယ်ပတိတွေနဲ့စီးချတယ်ပေါ့နော်ကိုဘက်ကကြတော့လေလေဟုတ်ဟိုရှူတင်ဆိုရင်လည်း level တွေလည်းတွားတယ် level ကကျတော့ royalty တွေကများတယ်နော်တောင်းတွေလည်းများတဲ့အတွက်တိုက်တယ်အများကြီးရှိပါဆိုတော့အဲ့ချိန်ဆိုပို့ပြီးတော့စိုးလာတယ်ဟုတ်တယ်ဒါကတော့နေမြေနဲ့ဆိုင်တာပေါ့နော်အဲ့လိုမျိုးတချို့ကြောင့်လည်းဟိုအဆောင်ရှောက်ကောင်းနေပါပဲဒါပေမဲ့သူတို့နေရာမှာပောက်ခွေရလာလောက်တာမကြိုက်တာမျိုးတွေကြုံတာမျိုးကိုရီးယားလည်းဟိုစခွီကားဆိုရင်ခွီရတာမျိုးရှိရပောက်ခွေရပြောရတာမျိုးရှိရအခါကျရင်ဂျိုတောင်းမှန်ရတာမျိုးပေါ့နော်အဲ့လိုမတောင်းမှန်မိလိုက်တဲ့အခါမျိုးကြရင်လည်းဒါ respect ပေါ့သူတို့ကလည်းလိုချင်မှာပဲလေ respect ကတော့အခါကျဂျိုပြီးကြော်ပွဲကြီးပါအမွေးတိုင်းတွေထုံးပြီးမလေးရှင်ခွင့်လို့ပါတကယ်အဒီမဟုတ်ဘူးရုပ်ရှင်ရိုက်နေတာပြောလိုက်ရင်ဘာမှမဖြစ်ပါဘူးအဲ့လိုမျိုးသတိလက်လို့ဖြစ်သွားတာမျိုးတွေဟိုမှာအသားစင်းကားစင်းမယူသင့်တဲ့နေရာမျိုးမှာယူမိလိုက်တာမျိုးဆိုတော့ဘယ်လိုအချက်ပြတာမျိုးရှိတာပေါ့ဟုတ်ဟုတ်တကယ်တော့ကြောက်တတ်တာအဲ့လိုဒါပေမဲ့ဘဝမှာပေါ့နော်ကိုလည်းမနိုင်တာကိုဒေါသကိုတော့ကိုမနိုင်ဘူးဒေါသအဲ့လိုကြီးဆိုးလာရင်ကိုလည်းမသိတော့ဘူးနောက်တစ်ယောက်ဖြစ်သွားတာဆိုတော့အဲ့ဒီဒေါသကြီးမထွက်လာမချင်းကတော့တရေအရန်ကြောက်တတ်တယ်အဲ့လိုလေဟိုထိုင်းကားတကားရှိရလေအဲ့လိုမျိုးဗာလဲနဲ့ဆိုင်တဲ့ကားတကားပဲလေတလောတော့အရန်နာမည်ကြီးသွားရလေအဲ့ကားဆိုရင်ကြည့်ပြီးကြတဲ့တလားတိတိကြောက်တာဒုတိယတစ်ခေါက်တောင်ပြန်မကြည့်ဘူးတလားလောက်ကြောက်နေတာအဲ့လိုအဲ့ဒီအကြောင်းပြောတိုင်းကြောက်အဲ့လိုမျိုးလေစက်သိန်းစီကြောက်တတ်ပါတယ်ဟုတ်ဒေါသမထွက်မချင်းပေါ့ကြောက်လဲပေးကြောက်ကြည့်ပဲအခုဆိုကြောက်ကြည့်ရိုက်နားလဲနားထောင်တယ်တရေအကြောင်းဆိုကြောက်ပင်မဲ့လဲအဲ့လိုနားထောင်တယ်စိတ်ဝင်စားတယ်ကြောက်တယ်အဲ့လိုကြောက်ကြည့်ရိုက်နားထောင်ကြည့်လို့ရှိရင်လဲစောင်းချုံကြည့်ရကြောက်လို့အယုံနဲ့ကွယ်ကြည့်တာအဲ့လိုကွယ်ပြီးကြအမလေးအဲ့လိုလေးပေါ့အဲ့လိုတော့ကြည့်တယ်ကြည့်ဖြစ်အောင်ကြည့်တယ်ကွယ်ကြည့်တယ်ဖိတ်နဲ့ပတ်သက်ပြီးပြိတ်သက်တယ်ပေါ့နော်အားပေးလို့ရုပ်ရှင်ဟုတ်ဖိတ်ဆိုရရုပ်ရှင်ကားကြီးကဒီ18ရက်နေ့အော်တိုဘာလ18ရက်နေ့မှာမြန်မာတနိုင်ငံလုံးမှာရုံတင်ပြတာပါပြီလာရောက်ကြည့်ရှုအားပေးပါပေါ့နော်စိတ်အပန်းပြေခဏတာစိတ်ပန်းပြင်မယ်လို့ယုံကြည်ပါတယ်ပြီးတော့ဒီ horror ကိုကြိုက်နေတဲ့ပရိသတ်တွေပြီး comic ကိုအဓိကကြိုက်နေတဲ့ပရိသတ်တွေရုပ်ရှင်လာကြည့်ပြီးတော့ပေါ့နော်ကိုပေးလိုက်ရတာနဲ့ပေါ့နော်ကိုရဲ့ရီမောပျော်ရွှင်မှုတွေနဲ့တန်ကျင်တဲ့ပရိသတ်တွေလာရောက်အားပေးကြည့်ရှုပါဟုတ်ကျေးဇူးပါ